ချမိတ်စစ်တငယ်ချင်းအားလုံးမင်္ဂလာပါခင်ဗျဒီနေ့ကတော့တရက်10လ2025ဗုဒ္ဓဦးနေ့ပေါ့နော်ကျွန်တော်ရဲ့ချမိတ်ဆွေတွေတနေ့ကုန်စာအတွက်ကျွန်တော်ပြောပြပြီ9-3ည2ခွန်ကထိတ်စီမနဲ့တော့အားကောင်းထိတ်စီရ3ညနဲ့2မနဲ့တော့အားကောင်းထိတ်စီ168ကအထီးကြီးကျွန်တော်မိတ်ဆွေထိုးမဲ့ဆိုရင်ဒဲ6ကွက်ပေါ့နော်3ည2ကို168ကမယ်နော်ဒဲ6ကွက်အဲ့ဒဲ6ကွက်မှာကျွန်တော်ကမိန်း2ကွက်ပေးမယ်1နဲ့26ကွက်ကျွန်တော်ပေးလိုက်မယ်ပြီးသွားတဲ့ခါကျရင်3ပိတ်ကအားကောင်းတယ်ကဲ3ပိတ်အားကောင်းတယ်ဆိုရင်ကျွန်တော်မိတ်ဆွေထိုးရမယ်အဲ့ဒီ3ပိတ်နဲ့ထိုးရမှာဆိုရင်နော်3ည3 2 3 8 3 6 3 1 3နဲ့အဲ့လိုတွေထိုးရမယ်ဒါပေမဲ့ကျွန်တော်ကကဏ္ဍရွေးပြီးမယ်8 3နဲ့3 3 2 3နဲ့3ည3အဲ့ဒီ၄ကွက်ကစားနော်ပြီးသွားစီရင်ထိတ်ပိတ်ကဏ္ဍတူချင်းကြောင့်စစ်ထိတ်တယ်စစ်ပိတ်ထားတယ်2-4ခုပရိတ်တယ်အဲ့ဒီမှာ2-4ခုပရိတ်မှာဆိုရင်ကျွန်တော်မိတ်ဆွေ168ကြီးနဲ့2-4ခုပရိတ်စီထိုးလိုက်နော်ရွေးပေးရမယ်ဆိုရင်တော့4ပရိတ်မှာရွေးပေးရမယ်ဆိုရင်1-3ပေါ့2ပရိတ်မှာရွေးပေးရမယ်ဆိုရင်တော့1နဲ့6ပေါ့နော်ခွန်ပရိတ်ကိုရွေးပေးရမယ်ဆိုရင်တော့1ခွန်တော့16ပေါ့နော်ကဲကျွန်တော်ကတော့ကဏ္ဍလေးရွေးပေးလိုက်ပြီကျွန်တော်မိတ်ဆွေကြိုက်တာကျွန်တော်မိတ်ဆွေယူထိုးဒါတချို့ချစ်တယ်ကတော့ကျွန်တော်ပြောတဲ့ကဏ္ဍကြီးကများလိုက်တာပေါ့ဒီဘောလေးမကြိုက်တဲ့လူတော့ကြော်ပေါ့နော်ကြိုက်တဲ့လူကတော့ယူ3ပါအားလုံးအဆင်ပြေကံကောင်းပါစေလို့ကျွန်တော်ကနေပြီးတော့ဆုတောင်းပေးလိုက်တယ်အားလုံးအတွက်ဘိုင်ဘိုင်